မြောင်မြအားထားက6မှာဖြစ်ပွားခဲ့တဲ့ကျောင်းသူရဲ့ချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ကြမ်းဖက်မှုနဲ့ပတ်သက်ပြီးနင်နာသူမိန်းကလေးဘက်ကအမှန်တရားအတိုင်းဆောင်ရွက်ပေးဖို့ကျောင်းသူကျောင်းသားများနဲ့မိဘများကဝိုင်းဝန်းတောင်းဆိုကြမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ပညာသင်နှစ်ပြီးကန်ဒီအချိန်ကမြောင်မြမြို့အားထားက6မှာပညာသင်ကြားနေတဲ့ကျောင်းသူတွေအချင်းချင်းခိုင်းရန်ဖြစ်ပွားမှုဖြစ်ပွားခဲ့ပါတယ်အဆိုပါဖြစ်စဉ်မှာတော့တယောက်တည်းဖြစ်နေခဲ့တဲ့ကျောင်းသူမိန်းကလေးကိုတခြားသောကျောင်းသူ4-5ယောက်ကအုပ်စုဖွဲ့အနိုင်ကျင့်တာဖြစ်ပြီးပါရိုက်သူကရိုက်သပင်ဆွဲသူကဆွဲပြုလုပ်ခဲ့ပြီးတော့ဘေးကနေမှတ်တမ်းတင်ပေးတဲ့သူကလည်းအစဉ်သင့်ရှိနေခဲ့တာဖြစ်ပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားမျှတမှုရရှိစေဖို့အတွက်ကျောင်းသားမိဘတွေနဲ့ကျောင်းသူကျောင်းသားတချို့ကတောင်းဆိုထားကြတာလည်းဖြစ်ပါတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့တာဝန်ရှိပါသလားစီစစ်ပေးပါဖော်ထုတ်ပေးပါအရေးယူပေးပါပြည်သူတွေကိုအသိပေးပါကြည့်ပြီးတော့တကယ်ကိုအံ့ဩတုန်လှုပ်မိပါတယ်အခုလိုအုပ်စုဖွဲ့အနိုင်ကျင့်ရုံမကပါရိုက်တာကိုတော့လုံးဝလက်မခံနိုင်ပါဘူးမြောင်မြမှာဒီလိုမျိုးဖြစ်နေတယ်ဆိုတော့အံ့ဩလွန်းလို့တကယ်ကိုတုန်လှုပ်မိတာပါကျူးလွန်သူကျောင်းသူများအားထိရောက်စွာအရေးယူပေးပါအဆိုပါဖြစ်စဉ်ဟာမြောင်မြမြို့အထက်က6မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီးပြီးခဲ့တဲ့ကျောင်းတက်နှစ်ကဖြစ်ခဲ့တာဖြစ်ကြောင်းလည်းသိရကကျူးလွန်ခံရသူသမီးငယ်လေးကကျောင်းဆက်မတက်ရဲတော့ပဲစိတ်ဒဏ်ရာရသွားတယ်လို့လည်းသိရပါတယ်ကျူးလွန်တဲ့သူတွေကတော့ကျောင်းဆက်တက်နေရပြီးကျူးလွန်ခံရတဲ့သူကကျောင်းဆက်မတက်နိုင်ပဲကျောင်းသားနေရတယ်ဆိုတာဘလို့မှလက်ခံနိုင်စရာအကြောင်းမရှိပါလက်ရဲဆက်ရဲနဲ့ကျူးလွန်သူကျောင်းသူများအားအထက်က6ကျောင်းဦးဆရာမကြီးနဲ့သက်ဆိုင်ရာပညာရေးမှူးများကမိကဲ့သို့အရေးယူထားပါသလဲကျူးလွန်သူကျောင်းသူများအားခံဝန်သာထိုးခိုင်းပြီးအရေးယူခဲ့တာလားခံဝန်ထိုးခိုင်းနေဆိုပြီးပြီးရမယ့်ဖြစ်စဉ်မျိုးမဟုတ်တာကြောင့်ထိထိရောက်ရောက်အရေးမယူခဲ့ဘူးဆိုရင်ကျောင်းအုပ်ဆရာမကြီးသက်ဆိုင်ရာမြို့နယ်ပညာရေးမှူးနဲ့ခရိုင်ပညာရေးမှူးများနှုတ်ထွက်စာတင်ပြီးအနားယူတင်ပါတယ်ပြဟုဆိုကကျောင်းသားမိဘတအူကပြောထားတာလည်းဖြစ်ပါတယ်အခုလက်ရှိမှာလည်းအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းသားမိဘတွေနဲ့ကျောင်းသူကျောင်းသားတွေကဒီကိစ္စကိုအမှန်တိုင်းဖြစ်အောင်ဆောင်ရွက်ပေးဖို့အတွက်လည်းတောင်းဆိုနေကြတာပဲဖြစ်ပါတယ်